မိဘတွေအနေနဲ့ကိုယ်သားသမီးရဲ့အနာဂတ်အတွက်ပညာသင်မဲ့နိုင်ငံတက္ကသိုလ်နဲ့ပညာရေးလမ်းကြောင်းတွေကိုရွေးချယ်တဲ့အခါမှာဝေဆွဲမရဖြစ်နေတယ်။ဒါဆိုရင်လာမယ့်ဇွန်လ28ရက်တနင်္ဂနွေနေ့မှာပြုလုပ်မယ့်ဟောပြောပွဲကြီးကအဖြေတစ်ခုဖြစ်လာမှာပါ။ဟောပြောမယ့်ပုဂ္ဂိုလ်ကတော့ဂျာမနီနိုင်ငံမှာဒေါက်တာဘွဲ့ရရှိခဲ့ပြီးနှစ်ပေါင်း40ကျော်နေထိုင်လျက်ရှိတဲ့ Microsoft ရဲ့လုပ်ငန်းနဲ့နည်းပညာကျန်ပေးဒေါက်တာဝင်းချာမီဖြစ်ပါတယ်။ဆွေးနွေးပေးသွားမယ့်အကြောင်းအရာလေးတွေကတော့ GED, OSSD, IGCSE, O-Level, A-Levels, မြန်မာ Grade 12 စတဲ့ပညာရေးလမ်းကြောင်းတွေကိုဘယ်လိုရွေးချယ်မလဲဆိုတဲ့အကြောင်းအရာတွေ study abroad လုပ်မဲ့သူတွေအတွက်ဘယ်နိုင်ငံဘယ်တက္ကသိုလ်တွေကိုရွေးချယ်သင့်တယ်ဆိုတဲ့အကြောင်းအရာတွေမြန်မာကျောင်းသားတွေအတွက်နိုင်ငံတကာပညာရေးလမ်းကြောင်း၃မျိုးဂျာမနီနိုင်ငံမှာရှိတဲ့ Public University 300ကျော်မှာတက်ရောက်ခွင့်ရရှိနိုင်တဲ့ဆေးပညာအင်ဂျင်နီယာ IT စီးပွားရေးဥပဒေသိပ္ပံနဲ့ဝိဇ္ဇာစတဲ့ line ပေါင်း2300ကျော်ကိုကျောင်းသားကလုံးဝပေးစရာမလိုပဲတက်ရောက်နိုင်မယ့်အဖွဲ့အစည်းတွေကမ္ဘာပေါ်မှာနံပါတ်1ဖြစ်တဲ့ဂျာမနီနိုင်ငံရဲ့ Ausbildung သင်တန်းတွေဒီသင်တန်းလေးကတော့သင်တန်းတက်နေစဉ်ကာလမှာပဲလစာပါရရှိတဲ့ vocational training အကြောင်းတွေဂျာမနီနိုင်ငံမှာရေရှည်နေထိုင်ခွင့်နဲ့နိုင်ငံသားဖြစ်ခွင့်အကြောင်းအရာလေးတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒီ online Zoom event လေးကိုဇွန်လ28ရက်ည7:00နာရီမှာပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။